ပစိဖိတ်သမုဒ္ဒရာရဲ့အနက်ရှိုင်းဆုံးတစ်နေရာမှာမြို့တစ်မြို့နဲ့ဆင်တူတဲ့ထူးဆန်းတဲ့တည်ဆောက်ပုံတစ်ခုရှိနေပါတယ်။ဂျပန်ကမ်းခြေအနီးကရေငုပ်သမားတွေဟာဒီနေရာကိုမတော်တဆရှာဖွေတွေ့ရှိခဲ့ကြတာပါ။ဒီနေ့ခေတ်မှာတော့ဒါကိုယိုနာဂူနီအထိမ်းအမှတ်ကျောက်တိုင်လို့လူသိများကြပါတယ်။မှောင်အတိကျနေတဲ့သမုဒ္ဒရာကျမ်းပြင်ထက်မှာကြီးမားမတ်ဆောက်လွန်းတဲ့ကျောက်သားလေကားအထစ်တွေကိုတွေ့နိုင်ပါတယ်။ပြီးတော့ကျယ်ပြောတဲ့ကျောက်ဖြာချက်ကြီးတွေကိုလည်းအလွန်ကြီးမားတဲ့လေကားအထစ်ပုံစံတွေနဲ့ဆက်သွယ်ထားတာပါ။အချို့သောမျက်နှာပြင်တွေဟာတိကျသေးချာတဲ့ဂျီယိုမေရီစနစ်နဲ့ထွင်းထူထားသလိုပါပဲ။ဒီလောက်အထိကြီးမားပြီးတိကျလွန်းတဲ့ပုံသဏ္ဍာန်မျိုးတွေတဘာဝအတိုင်းပေါ်ပေါက်လာဖို့ခဲယဉ်းလွန်းတယ်လို့ဘူမိဗေဒပညာရှင်တွေကငြင်းခုန်ကြပါတယ်။နောက်ပိုင်းမှာတော့ရေငုပ်သမားတွေဟာဒီထက်ပိုပြီးထူးဆန်းတာတွေကိုသတိပြုမိလာကြပါတယ်။အချို့သောအစိတ်ပိုင်းတွေဟာလူမျက်နှာပုံစံတွေလမ်းကြောင်းတွေနဲ့ကြီးမားတဲ့ကျောက်တိုင်ကြီးတွေအလားထွင်းထူထားသလိုပါပဲ။အနီးအနားကကျောက်ဆောင်တွေကအပေါက်တွေဟာလည်းရှေးဦးခေတ်ကတိုင်ထူခဲ့တဲ့အစအနတွေနဲ့တူနေပါတယ်။လက်ရှိမှာတော့ဒီအဆောက်အုံတစ်ခုလုံးဟာရေအောက်ပေ100ခန့်မှာနစ်မြုပ်နေတာပါ။ဒါပေမဲ့ဒီဒေသရေမျက်နှာပြင်ထက်မှာနောက်ဆုံးရှိခဲ့တဲ့အချိန်ဟာလွန်ခဲ့တဲ့နှစ်ပေါင်း1000ကျော်ကဖြစ်နိုင်ပါတယ်။ဒီဖြစ်နိုင်ခြေကြောင့်သမုဒ္ဒရာအောက်ခြေမှာပျောက်ဆုံးသွားတဲ့ရှေးဟောင်းယဉ်ကျေးမှုတွေအကြောင်းပြန်လည်အသက်ဝင်လာခဲ့ပါတယ်။အချို့ကလည်းဒါဟာထူးခြားဆန်းပြတဲ့သဘာဝဖြစ်တည်မှုတစ်ခုလို့ငြင်းခုန်နေကြတုန်းပါပဲ။ကြည့်ရတာတော့သမိုင်းစာအုပ်တွေထဲမှာမှတ်တမ်းမတင်နိုင်ခင်ကတည်းကပျောက်ကွယ်သွားခဲ့တဲ့မျိုးနွယ်စုတွေတကယ်ပဲရှိနေခဲ့ပုံရပါတယ်။